သူတို့ကလှည့်လာရနော်တန်ကြီးကောင်းပါလေကိုကိုဆူတောင်းပေးတာပါလို့အပြုံးမင်းသားလေးချစ်ဆုံးတော့ခဏလေးနော်ကိုခဏလေးနော်အဖေကလည်းချစ်ဆုံးတော့ညောင်းပါဆိုလို့နော်အပြုံးမင်းသားလေးစိုင်းရင်မူခတန်းစော်ထွေးအတွက်မွေးနေ့ကျူလက်ဆောင်တားလေးမျက်နှာနဲ့ချစ်ခင်ပါစေအတန်ကြားတနာပါစေအောင်မြင်မှုများရရှိပါစေတဲ့ခိတ္တဂျပန်ရောက်တားချစ်တဲ့မမေတဲ့နော်ကျေးဇူးများကြီးတင်ပါတယ်ဟောရင်ဘာတာဘူးလို့တော့ချာတားလေးမွေးနေ့အကျိုးအတွက်လူ23ရက်6လ2026အင်္ဂါနေ့ဘုန်းကြီးတီလာရှင်နဝကမ္မအလူငွေ10ပါလူ100စာစံတပီစီ25ချက်သားကလေး100တို့ရမ်းမီအေးနိဗ္ဗာန်စီလူရမ်းမီတဲ့စုစုပေါင်းတန်ဖိုးငွေ22သိန်းချက်တားကိုချစ်တဲ့အမေများအဖွဲ့အော်ဒီမာလူမာဒေါ်နန်း